wizard list ဆိုတာကကျွန်တော်တို့လူငယ်အများစုရဲ့ညှော်လင့်ချက်တွေ mindset တွေကိုပြောင်းလဲပေးခဲ့တဲ့သူတယောက်ဆိုလည်းမမှားဘူးပေါ့နော်သူ့ video ကိုကြည့်ပြီးတော့အများကြီးတိုးတက်လာတဲ့သူတွေ confidence ရှိလာတဲ့သူတွေ personal development မှာသူကလည်းတကယ်ကိုမှ guru ကြီးတယောက်လုံးပြောလို့ရတဲ့သူမျိုးပေါ့နော်အခုဒီ video ကိုကြည့်နေပြီဆိုတဲ့ကိုက the wizard list ကိုတော့အားလုံးသိကြမယ်လို့ယူဆပါတယ်အဲ့တော့စကားတွေရှေ့ဝေးပြောမနေတော့ဘဲနဲ့ the wizard list ပြောခဲ့ပြီးတဲ့စကားတွေကအချို့ကိုတူတူ example လေးတွေနဲ့အဖြေရှာကြည့်ရအောင်ပါကျွန်တော်ရဲ့နာမည်ကတော့ Star ပါအကယ်၍ဒီ video လေးကအားလုံးရဲ့စိတ်ဆန္ဒနဲ့ဆက်တူကြသွားရင်ကိုသဘောကျတဲ့ video လေးဖြစ်တဲ့အကျိုးရှိရဆိုလို့ရှိရင်တော့ video လေးကို like လုပ်ပြီးတော့ channel လေးကို subscribe ပေးခဲ့ဖို့အားလုံးကိုတောင်းဆိုပါတယ်ခင်ဗျာပထမဆုံးတစ်ခုအနေနဲ့ကတော့ the wizard list ဒီအပိုင်းမှာတင်ထားတဲ့ video တစ်ခုမှာပါတယ်ပေါ့နော် life is like a wave ဘဝဆိုတာက flight တစ်ခုလိုပါပဲတဲ့သူကဘာလို့အဲ့လိုပြောသွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာရှိတဲ့အရာအသေးအမွှားလေးတော့ကျွန်တော်တို့ gratitude ထားရမယ်ကျေးဇူးတရားရှိရမယ်လို့သူကပြောပြသွားတယ်အကယ်၍ကိုကအမြဲကောင်းတာတွေပဲဖြစ်နေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကောင်းတဲ့အရာတွေကိုကိုဘယ်လိုလုပ်ပြီးတော့ recognize လုပ်တော့မလဲဘယ်လိုမျိုးမှတ်မိတော့မလဲရတယ်ဆိုတာပဲရှိနေမှာဒါတွေရဲ့တမိုးရှိပါတယ်ဆိုတော့ကိုနားမလည်နိုင်ဘူးလေအဲ့ဒီအချိန်မှာကိုကစိုးရတစ်ခုလည်းဖြစ်လာရောဘာလို့ငါ့ကိုမှဖြစ်ရတာလဲလို့ဆိုပြီးတော့တွေးကြတယ်တကယ်တော့မဟုတ်ပါဘူးဘဝဆိုတာကလှိုင်းလိုပါပဲအမြင့်ရှိတယ်လို့အကြလည်းရှိပါတယ်ဒါပေမဲ့အချိန်တန်လို့ရှိရင်လည်းပြတ်တတ်မှာပါအဲ့တော့ကိုကစိုးရရက်တွေလည်းရှိလို့ကောင်းတဲ့ရက်တွေလည်းရှိလာရဲဆိုတဲ့အခါမှာစိုးရရက်တွေခြားရဲကနေကောင်းတဲ့အရာလေးကိုရလိုက်တဲ့အခါအဲ့ဒီကောင်းတဲ့အရာလေးတွေကိုကျေးဇူးတင်တတ်မှာပဲဖြစ်ပါတယ်။အဲဒါကြောင့် the wizard list ပြောခဲ့တာကတော့ဘဝဆိုတာက flight တစ်ခုလိုပါပဲ။ဘယ်အရာကမှအမြဲတမ်း constant သွားမနေဘူး။အဲ့အတွက်ကြောင့်အားလုံးကို serious မထားပါနဲ့ဘဝကိုပြောပြီးဖြတ်တန်းပါ။ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တကြအကျိုးအချနေမှာအရန်ကိုမှ depress ဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တကယ်ချင်းနဲ့လည်းမသွားဖြစ်ဘူးစိတ်ကလည်းမပျော်ဘူးဒါပေမဲ့ကျွန်တော်အကျဉ်းနေမှာတယောက်ကကျွန်တော်ကိုနှမ်းပြီးတော့ခေါ်ရင်ပေါ့နော်အိတ်ဆဲသွားကြမယ်ပေါ့အဲ့နဲ့သွားရဲအဲ့လိုနဲ့အတက်နေကြတယ်တော့လေရှောက်လေဖြစ်သွားပြန်ရောကားနဲ့အဲ့လိုနဲ့နှစ်ဆန်းတစ်နေ့ကျတော့လေကျွန်တော်ငလင်တော့အယူခံနေဒါပေမဲ့အဲ့မှာကြည့်ရတဲ့အခါမှာကျွန်တော်3ရက်ဆက်တိုက်ကိုတော်တော်လေးကိုပြောခဲ့တာကျွန်တော်တစ်ခါမှဘဝမှာမပြောဘူးခဲ့တဲ့အနေအထားတစ်ခုနဲ့ကိုပြောခဲ့တာတကယ်ချင်းအစ်စ်တွေလည်းရတယ်အများကြီးပဲအဲ့လိုပြောပြီးသွားချိန်နောက်တစ်ရက်မှာထပ်ပြီးတော့အိတ်ဆဲထပ်သွားမယ်ဆိုပြီးတော့တစ်ခွက်ကထပ်ခေါ်တယ်အဲ့မှာကျွန်တော်လိုက်သွားတယ်ပထမတော့အကောင်ကြီးပဲပြီးတော့ရှင်ပဲသွားတယ်ဒါပေမဲ့ဘာမှလည်းဟိုလိုပေါ့ science လည်းတခုမှမရှိဘဲနဲ့ဟိုညှော်လင်းထားရလည်းမဟုတ်တလို့ကြိုပြီးတော့တချို့ဆိုလို့ရှိရင်တခုဖြစ်တော့မယ်ဆိုလို့ရှိရင်စိတ်ထဲမှာကိုယ်တည်းပြရမျိုးရှိရလေကျွန်တော်ဘာဖုန်းမှအဲ့လိုမျိုးမမြင်လိုက်ခင်နဲ့ကျွန်တော်ရဲ့ဖုန်းမှန်ကွဲသွားတယ်တကယ်ကိုမထင်ထားတဲ့အချိန်မှာပေါ့နော်ကျွန်တော်ရဲ့ဖုန်းမှန်ကွဲသွားတယ်အဲ့မှာကျွန်တော်နည်းနည်းလေးစိတ်ညစ်သွားတယ်ကျွန်တော်အရှင်းမှာပျော်ခဲ့တဲ့ခံစားချက်တွေကိုကျွန်တော်စိတ်ကူးရင်ပြီးတနေ့လုံးမနက်ကလေးပျော်နေတဲ့ဟာကိုလေးလေကျတော့ဖုန်းမှန်ကွဲသွားလို့အဲ့ဒီအတွေ့အကြုံမရောက်တော့ဘဲနဲ့စိတ်ညစ်သွားတယ်အဲ့မှာကျွန်တော်ဘာကို realize ဖြစ်သွားလဲဆိုလို့ရှိရင်ဘဝဆိုတာက line တစ်ခုလိုပါပဲပျော်ပြီးသွားတဲ့အခါကျလို့ရှိရင်လည်းဝမ်းနည်းစရာဆိုတာလာမှာပဲအဲ့ဒီကြားမှာသာပျော်ခဲ့တဲ့အရာတွေအားလုံးကိုတန်ဖိုးထားနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်တတ်မှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ what you see in other is already inside of you the wizard list ရဲ့ stop doubting yourself video ထဲမှာဗာပြောသွားလဲဆိုတော့ကိုကအခြားသူတယောက်စီမှာမြင်တွေ့နေရတဲ့အလှတရားဆိုတာကိုယ့်ရဲ့အတွင်းစိတ်ထဲမှာရှိပြီးသားမှုလို့ပါတဲ့အဲ့ဒါတကယ်မှန်တယ်ဒီလားကိုသာအဲ့ဒီဟာကိုလှတယ်လို့မြင်တယ်ကိုမြင်တယ်ဆိုလို့ရှိရင်အဲ့ဒါလှမှန်ကိုတိလို့ပဲအဲ့ဒါကိုလှတယ်လို့မြင်နိုင်တာလေအဲ့ဒါတိတယ်ဆိုတော့ကိုက recognize လုပ်နိုင်ပြီဆိုတော့အဲ့ဒီလှတရားဟာကိုယ်စီမှာရှိပြီးသားမလို့ကိုကအဲ့ဒီလှတရားကိုမြင်နိုင်တာမဟုတ်ဘူးကိုကဒီတယောက်ကဝါလိုက်တာရုပ်ဆိုးလိုက်တာဆိုလို့ရှိရင်အဲ့ဒီဝါတာရုပ်ဆိုးတာကိုကနားလေသဘောပေါက်လို့အဲ့ဒါကဝါတာရုပ်ဆိုးတာလို့ခေါ်တယ်ဆိုပြီးသိတဲ့အတွက်ကြောင့်အဲ့လိုမျိုးပြောလိုက်တာအဲ့ဒီအတွက်ကြောင့်ကိုကရောငါဒီတယောက်ကိုအားချလိုက်တာဒီတယောက်ကတော့ချစ်စရာလေးငါတော့ချစ်စရာမကောင်းဆိုတာမျိုးမဟုတ်ပါဘူးကိုကဒီတယောက်ကိုချစ်စရာလေးလို့မြင်နေဆိုလို့ရှိရင်ကိုယ်တိုင်အဲ့ဒီချစ်ဖို့ကောင်းတဲ့အရာကကိုယ့်ရဲ့အတွင်းစိတ်ထဲမှာရှိနေပြီးသားပါကိုကလူတယောက်ကိုအားချရတယ်ဒီတယောက်က talent ရှိလိုက်တာပေါ့ဒါပေမဲ့ကိုကအဲ့ဒီ talent ကို recognize လုပ်နိုင်ပြီဆိုရင်ကအဲ့ဒါကကိုယ့်စီမှာရှိနေပြီးသားမှုကို recognize လုပ်နိုင်တာပါမဟုတ်လို့ရှိရင်သူဘာလို့နေမှမသိဘူးဆိုပြီးတော့ကိုကဒါပါလဲဆိုတော့မသိဘဲနဲ့အချိန်ရဖြစ်သွားမှာပါ the wizard list ပြောသွားတဲ့စကားအရဆိုလို့ရှိရင်ကိုယ့်အနားမှာရှိတဲ့အရာတွေအားလုံးဟာကိုပါပဲတဲ့ကိုနဲ့တူတဲ့အရာကိုပဲကိုကဆွဲနေတာလူဆိုတာလဲတူမဆုတယ်ဆိုတာမျိုးရှိပါတယ်
ဘာလို့လဲဆိုတော့ဒီတယောက်နဲ့ငါနဲ့မှာစိတ်သက်တူတာချင်းရှိလို့ပေါင်းလို့ရတာတယောက်ကကြတော့တရားစခန်းအမြဲဝင်နေတယ်တယောက်ကဘားသွားရဲဆိုဒီနှစ်ယောက်ကပေါင်းမှုဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလေအဲ့တော့ကြတော့လူဆိုတာတူမဆူတာပါတူမဆူရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အနားမှာရှိတဲ့သူတွေကလည်းကိုယ်နဲ့တူတာတွေရှိတယ်ပြီးတော့လို့ရှိရင်ကိုမြင်နေရတယ်ကိုအားကြနေရတယ်ဆိုတာရတယ်ကိုယ့်နဲ့ကိုယ့်စီမှာရှိပြီးသားမဟုတ်လို့အဲ့ဒီຢာတွေကိုကိုကသိရပါဗီဒီယိုလေးကတော့ဒါပါပဲအခုလိုမျိုးဗီဒီယိုကိုသဘောကျရဆိုလို့ရှိရင်ကျွန်တော်ကို comment မှာ yes လို့ရေးခဲ့ပေးပါပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်